စွာနဲ့လက်ကိုဆွဲဘဝတဲ့ချုံမဲ့ဘာကြောင့်ခုမလိုက်တာလဲပြောပါအရင်ကနားထောင်ကောင်းတဲ့သားသံတွေကိုကြားခြင်းနဲ့ဘုံနဲ့မရှိတဲ့နေမြေတွေကိုဒုနဲ့ရောက်တူသွားခြင်းနဲ့လှုပ်တွေလှုပ်ပြီးစိတ်ကူးရင်တော့အတူတူနေထိုင်ဖို့ငါတစ်ခါတလေမှမျက်နှာငယ်တဲ့ရှင်မခိုင်လို့အနောက်ချောင်းတွေဖြတ်ပြီးလားလိန်နာညာတာရက်ပြီးလားအများကပြောတဲ့မင်းသတင်းတွေကနားနဲ့မဆက်အောင်ဟတ်ထီတာအတူနေမယ်လို့ပြောခဲ့တာမင်းဘယ်သူတွေကြောင့်ခွဲရတာတူအချိန်တိုင်းမှာကိုမမေးနိုင်တဲ့စိတ်ကြောင့်ယူအခုလည်းမင်းကြောင့်တွေ့နေစေမပြောနိုင်မှဘူးချစ်လေးကိုနေပြီးမှလာနေပြီးမှဒီမှာမင်း